이 브이로그가 어떻게 나올지 궁금하다. 되게 좀 태그스러운 브이로그가 될 것 같네요. မင်္ဂလာပါဒီတော့ဒီပတ်စလေးပါပါမယ်free video ကြီးဖောက်ကြည့်ပါမယ်SCT ကျွင်းခြင်းမယ်ဒီရထည့်ပါတော့မယ်
ဒီနေ့ဒီပစ္စည်းတွေတွားယူထားပါတော့ဖះမှာထားလဲဆိုရင်တော့ train cap wiki မီရှာမှာထားပစ္စည်းတွေပါတူတူဖောက်ကြည့်ကြပါမယ်နော်အခုရှောင်းအိတ် pouch လေးပေါ့နော်ရှောင်းအိတ် pouch လေးတွေရှုံးလို့ရတယ်ဒါဟိုလေဟိုကီရင်းလေးထည့်ပွဲထားပါတော့အခုလည်းရှိတော့မပြတော့ဆိုဖိုတိုကဆက်လာဒီထည့်မစမ်းအချက်ပြတာဒါဒီပုံမျိုးပြီးတော့ဒါလေးတူပါပဲရှောင်းရီ pouch လေးပေါ့နော်သူကလက်ဆောင်ပေးလိုက်တဲ့ sticker လေးလည်းကြည့်မယ်ဒါတော့လက်ဆောင်တွေထည့်ပေးတဲ့ sticker လေးပါစပိုကောင်းနေနော်ကျေးဇူးပါလက်ဆောင်ထည့်ပေးလို့ဒါတော့မိုးကတာပုံလို့ပါဒါတော့ Hello Kitty မိုးကတာပုံလည်းလို့သူကလည်းရှုံးအိတ် pouch လေးပဲသူ့လည်းလိုမျိုးကီးရင်းနေပါထည့်ပေါ်ဝင်ထားပေါ့နော်ဒါပေမဲ့ကိုလေးရှိကီးရင်းနေမရှိတော့ရှိရထားလေးထည့်ပြမယ်ဒီပုံမျိုးလေးဆိုတော်လေးစမ်းနေလို့ပြောမယ်ဒီနေ့တော့ဒီပစ္စည်းနှစ်ခုရောက်နေလို့ဒီပစ္စည်းနှစ်ခုဖောက်ဝင်ပေါ့နော်ဒါလေးရင်ဖောက်မယ်ဒါကတော့ strawberry maker မှာထားတာပါဒါလေးကစတစ်ကာလေးထည့်ပေါ်ဝယ်ထားတာပါအမျိုးလေးနောက်ခုကဆန်ရီရဲ့ little train star ပါပြီးတော့ box လေးပါဒီနောက်တော့ဒါတော့ Hello Kitty Okinawa နော်ဒီကောင်ကဒါမျိုးလေးပါသူ့အောက်မှာတပည့်တိတ်လေးရှေ့ခွာလိုက်ရင်တော့ဒီမျိုးကတ်နေမှာပေါ့နော်ဒါမျိုးလေးကတ်နေHello Kitty Okinawa ဆက်မှလေးတော့လေနောက်ဆုံးတစ်ခုပေါ့နော်ဒါက stand လေးပါ
ဒါမေးလေးဒါတော့ဘယ်လိုလုပ်ရလဲတော့မသိဘူးပေါ့နော်ပြောရင်ရုပ်ပုံလေးလုပ်လို့ရတယ် stand လေးပါဒီပစ္စည်းလေးစပောက်ပါမယ်ဒါလေးပေါက်ကြည့်ပါမယ်ဒီစတစ်ကာတဲ့ဘဝင်လာတာပါဒီတကူကလည်းတူပါမယ်အရောင်လေးပဲခွဲရပါတော့သူလည်းစတစ်ကာလေးကခုနနဲ့တူပဲစတစ်ကာလေးစတစ်ကာလေးတဲ့ဟိုထားပါဒါလေးကိုဒီလိုမျိုးဖက်ကားလေးတွေပုံထားတာပါဒါလေးစမ်းပါအောက်လေးပါဒီအောက်လေးရတော့ဒါမျိုးလေးတဲ့နောက်ကိုလည်းတူပါပဲနေစီမဲ့ပေါက်လေးပါသူလည်းလိုမျိုးပဲဒီကလေးကတော်တော်လေးအကျဲပြီးတော့ပေါ့နော်တော်တော်လေးလည်းဆန်နေတော်တော်လေးလည်းလှပါတယ်ဖူလေးတွေဝယ်ထားပေါ့နော်သူလည်းအချီဆိုကောက်ကောက်ဆန်ပါတယ်တော်ဆန်တယ်လာလည်းလာပါတယ်ပြီးတော့ဒါ
ဆိုတော့ဒါမျိုးလေးဒါလေးရလက်ဆောင်လေးထည့်ပေးလိုက်တာပါပေါက်ကြည့်မယ်နော်ကျေးဇူးပါလက်ဆောင်လေးထည့်ပေးအတွက်ဒီရှုံးနှစ်ထုပ်ကိုတောက်ထားပဲနော်ဒါလေးရေဖောက်ကြည့်မယ်ဒီကလေးလေးမှာထားပါနော်ဒီကလေးပါဒါမျိုးကလေးလေးမှာထားပါနော်ကလေးပြောရင်ဒီကဒါမျိုးလေးပေါ့နော်ဒီ Hello Kitty ပုံလေးနဲ့ဒါလေးကတော့ mascara နဲ့ဆောင်ပလိုက်တာပါဘယ်ကဝယ်လဲဆိုရင်တော့ဒီ Pudding Plushie ဆိုတဲ့ page ကဝယ်တာပါပြီးတော့ဒါလေးဆက်ဖာမယ်ပေါ့နော်ဒါကတော့ဒါလေးဆိုရင်ဒီချာထုတ်ပြလိုက်တာပါဒီဟုတ်ဟောဒါကတော့pop ကတော့မမ try လို့ရရင်ဆိုတော့ဒီ try ထားပါမယ်ဒါကတော့ကျေးဇူးပါဆက်ပြီးတော့ဒါနဲ့လည်းတစ်ချိန်မှသုံးလို့ရတဲ့ဟာလေးပါကြောက်ဒါက pop ပါဒါကတော့စေလာကဒီလိုရှင်းနေ flame poka flame ဘယ်လိုခေါ်လဲတော့မသိဘူးเนาะအဲ့ဒါထည့်ပြလိုက်တော့Salmon tag J ရေရန်ဟောဖတ်ဆိုပြင်ခလာလေးပြီးတော့ထားကားလေးကပေါ့အခုလုံးမှာนะครับฮัลโหลဖြီးလိုက်မယ်သူမှပထမဆုံး event ဝယ်လိုက်တာပါဒီပေါ်ဆန်အော်အေးဒီမှာဖိုတိုကဒီရနေနော်ဒီကောင်က book ကဒါမျိုး book နော်ပေါ့မရှိမှထားမယ်ဒီစားကြည့်မယ်ဆိုရင်တော့Salmon ဒါတော့အဖွင့်လိုက်ပါဒါ tag ဒီ page တွေကိုအလုံးမထားပါနဲ့ပုံတစ်ခုထည့်ပေးပါဒီကောင်လေးဖိုတိုနဲ့ဒီကောင်တမ်းSalmon mamá này đâu thế nào là bây giờ tôi được họ
မရှိဘူးဟိုဒီမှာဟာ Finally I got tagging salmon so အော်ဒီမှာတစ်ခုရှိသေးတယ်ဟိုဒါက poster Vivo poster ပြီးတော့ဒါက light ဒါမျိုးတွေပါပြီးတော့ CD ကဒါမျိုးပုံစံနဲ့ဒါကပုံစံနဲ့ဒါကအဓိကကတော့ဆောင်းမင်းကကတော့မရှိသေးဘူးပေါ့နော်ဒီဟာပထမဆုံးဆောင်းမင်းကပါဒီကစလီရထည့်ပါမယ်ဟိုကတော့နော်ဟိုလိုဘယ်လိုပြောမလဲဟိုကထပ်နေတဲ့ဟာတွေကိုဒီ collab ဖို့အသေးရုပ်ထည့်ရလေ collab ဖို့က text ပေးမချင်တော့ slot လေးပြောင်းထည့်ပါမယ်ပြီးတော့မှဒီလိုပုံတူထည့်ရတယ်ဒီဟာကိုဒီနေရာထည့်လိုက်okay နောက်ပြီးတော့စမ်းနေဟာကိုပိုက်ပိုင်းထားလို့ပြောမှာဒီပိုင်းထားရဲ့ဥထည့်တယ်နေရာလို့ဆောင်းမီဒီမှာခဏထားပြီးတော့ဘိုင်နာရီပြန်ရှင်းသူပြန်ပြောင်းမှာပါနေရထည့်ထားလိုက်ပါမယ်အဲ့တော့ဝယ်ထားတဲ့ပေါ့နှစ်ခုလုံးလေဒီ collab အသေးရုပ်ရင်ထည့်မယ်ပေါ့နော်သူတို့ဟိုလိုဘယ်လိုပြောရမလဲဘယ်တစ်ခုကတော့အရင်ထတာလည်းမသိဘူးဒါပေမဲ့အဲ့လိုစိတ်ထဲချင်တဲ့အတိုင်းပဲထည့်ထားရတယ်ပေါ့နော်